အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအီရန်နိုင်ငံကလှုပ်ကြံဖို့ကြံစည်နေတဲ့အစီအစဉ်သစ်တစ်ခုနဲ့ပတ်သက်ပြီးအစ္စရေးနိုင်ငံကအမေရိကန်အစိုးရထံထောက်လှမ်းရေးသတင်းပေးဖို့သတိပေးခဲ့တယ်လို့သတင်းမီဒီယာတွေမှာအကြံတဝင်းဖော်ပြကြပါတယ်။ The Wall Street Journal ကပထမဆုံးဖော်ပြပြီး CNN ကအတည်ပြုခဲ့တဲ့အဲ့ဒီသတိပေးချက်ဟာလက်ရှိဝါရှင်တန်နဲ့အီရန်အကြားစစ်ရေးအရာအပြန်အလှန်တိုက်ခိုက်မှုတွေပြင်းထန်နေချိန်မှာပေါ်ပေါက်လာတာဖြစ်ပြီးတင်းမာမှုတွေကိုပုံမမြင့်တက်လာစေခဲ့ပါတယ်။ အမေရိကန်အရာရှိတွေရဲ့အဆိုအရအီရန်ဟာလွန်ခဲ့တဲ့2020ပြည့်နှစ်ကသူတို့ရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ် Qasem Soleimani လုတ်ကြံခံရပြီးကတည်းကသမ္မတထရမ့်ကိုလက်စားချေဖို့ပြောင်ကြကြုံးဝါထားတာဖြစ်ပြီးအခုအစီအစဉ်ဟာအရင်ကတည်းကပုံမတိကျပြီးအသစ်ရေးဆွဲထားတဲ့ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့အစ္စရေးကပေးပို့လာတဲ့အဲ့ဒီသတင်းအချက်အလက်ကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးသလိုအရင်ကလည်းအဲ့ဒီလိုတီးတန့်စီမံကိန်းမျိုးကိုခြေအားခံမိခြင်းမရှိခဲ့ပါဘူး။အမေရိကန်အရာရှိတချို့ကတော့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအနေနဲ့သမ္မတထရမ့်ရဲ့စီးရေးအဆုံးဖြတ်တွေအပေါ်လွှမ်းမိုးနိုင်ဖို့ဒါမှမဟုတ်အင်ဘီရော်နဲ့နိုင်ငံရေးအရာဆက်ဆံရေးပုံမခိုင်မာစေဖို့အတွက်အခုလိုထောက်လှမ်းရေးသတင်းကိုလွှဲပြောင်းပေးခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ NATO ထိပ်သီးအစည်းအဝေးမှာသမ္မတထရမ့်ကအီရန်ဟာအမေရိကန်ခေါင်းဆောင်တွေကိုဖယ်ရှားခြင်းနေကြတာကြာပါပြီ။သူဟာအီရန်တို့ရဲ့လှုပ်ကြံမဲ့စီးရင်တိုင်းမှာပါဝင်နေတယ်လို့သတင်းတော်တွေကိုပြောကြားခဲ့ပါတယ်။အခုခါမှာတော့သမ္မတရဲ့လုံခြုံရေးအစီအမံတွေကိုအထူးတိုးမြင့်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်လဲတူရကီမှာ NATO ထိပ်သီးဆွေးပွဲတက်ပြီးအပြန်ခီးစဉ်မှာဘေးကင်းလုံခြုံရေးအတွက်သမ္မတစီးတဲ့ Air Force One လေယာဉ်အသစ်အစားအရင်အဟောင်းကိုအရေးပေါ်ပြောင်းစီးခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ